အားလုံးပဲမင်္ဂလာပါဗျာဒါကျွန်တော်တို့တွေမြမတလီထုံးလန်းစင်တာရဓမ္မစကြာအခါတော်နေ့မှာကျွန်တော်တို့တွေဖျားဖို့ဘလော်လေးကိုရိုက်ကူးခြင်းဖြစ်ပါတယ်နော်ဖျားဖို့ဘလော်လေးမှာဘာအတွက်ရိုက်ကူးလဲဆိုရင်ကျွန်တော်တို့တွေလမ်းသွားလမ်းလာမှာဖျားလာပူးကြတဲ့လူငယ်တွေလူကြီးလူငယ်တွေအရွယ်မရွေးပေါ့နော်လာပူးကြတာကျွန်တော်တို့မုံဝါမျိုးရဲ့စီကားလာတဲ့တလီထုံးလန်းစင်လာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တွေကဒီရိုးနေ့ဒီမှာဆိုရင်လာကြမလာကြဒီလိုခါကြီးကြီးဆိုရင်တော့ကျွန်တော်တို့မုံဝါမျိုးတစ်မျိုးလုံးဒီပါလာကြတယ်လို့ဆိုလို့ရတယ်။ခုမြင်ရတဲ့အတိုင်းပါပဲเนาะရှိရကျွန်တော်တို့မုံဝါရွှေစည်းကုံမြတ်စွာဘုရားကြီးပေါ့เนาะဒီဘုရားဝဲကြီးကိုလာဖို့အတွက်ကျွန်တော်တို့မနက်တည်းမှလာကြတယ်။ညနေမိုးချုံမှပြန်ကြတဲ့လူတွေလည်းရှိတယ်ပေါ့เนาะတအားကိုစီကားပါတယ်ဗျ။ဘုရားကလည်းကျွန်တော်တို့ဒီခါတိုင်းကျွန်တော်တို့ဘုရားပွဲတော်ကြီးဒီမှာဆိုရင်တောင်ဘုရားမြောက်ဘုရားကူတဲ့ပွဲစည်းတန်းတွေရှိသလိုဒီနေ့ကတော့ခါကြီးရကြီးဆိုတော့အဲ့လိုပွဲစည်းတန်းတော့မရှိဘူးပေါ့နော်ရန်ကိုဆင်ပြပါတယ်ဒါကတော့ကျွန်တော်မိန်းလေးကိုနောက်ကနေရိုက်ပြီးတော့သူ့ကိုတစ်တော်မတင်ဖို့ရိုက်ပေးရပဲဖြစ်ပါတယ်ဒါကတော့ဘုရားတဲ့အဝင်လေးမှာပေါ့နော်ဆိုင်ကယ်တွေပါတယ်ပင်စတင်တွေပါတယ်ထားလို့ရတယ်ပန်းသက်လေးလည်းရှိတယ်ဒါကျွန်တော်တို့မိသားစုဘုရားဥပလောအနေနဲ့အမှတ်တရရိုက်ကူးခြင်းဖြစ်ပါတယ်ဗျရှိမှမြင်နေရကျွန်တော်တို့ရွှေစည်းကုံဗုဒ္ဓမြတ်စွာဘုရားရဲ့စေတီတော်ကြီးပေါ့နော်အဲ့ဒီဘုရားတွေကိုကျွန်တော်တို့လာဖို့အတွက်အမရှိမှလာကြတဲ့လူငယ်တွေလည်းမနေဘူးပေါ့နော်အရန်ကိုစီကားပါတယ်ဗျအရန်ကိုစီကားလာတယ်ပေါ့နော်ဒီဘုရားတွေကိုကျွန်တော်ဝင်လိုက်တယ်ဆိုတာနဲ့အောက်ကပေါ့တမန်တလင်းကကြွေပြားနေတယ်ဆိုတော့အရန်ကိုအေးသွားပဲနော်တနေ့ကုန်ပူထားတဲ့မြတ်ဒီဘုရားတွေရောက်ပြီဆိုရင်အေးချမ်းတယ်တနေ့ကုန်ဟိုလှုပ်ထားတဲ့မြတ်တွေလည်းအရန်ကိုအေးချမ်းတယ်ဘုရားရိပ်တရားရိပ်ပါပဲဗျဒါတော့ကျွန်တော်ပေါ့နော်ဒီတစ်တော်မှာအတူလေးရိုက်ဖို့အတွက်ဗီဒီယိုရိုက်ပေးတာပေါ့နော်အနောက်ကမိန်းလေးမိဆိုတော့ကျွန်တော်ရဲ့ချစ်ရတဲ့ချစ်စနီးလေးပါလို့ပြီးတော့ကျွန်တော်လည်းသူ့ပြန်ရိုက်ပြီးဖို့အတွက်ဗီဒီယိုတွေပြန်ပြီးပြင်ဆင်နေပေါ့နော်ရှက်နဲ့တက်တာပြနေပါတယ်လို့ရမ်းလာပါတယ်နော်ရှုခင်းနေရလေနော်တပုံရိုက်ချင်စရာဒါကောင်းပါတယ်ဒါကတော့ကျွန်တော်ဗုဒ္ဓမြတ်စွာဘုရားရွှေစည်းကုံဘုရားကြီးကိုအပေါ်စီးကနေကြည့်လို့ရအောင်လို့ကျွန်တော်ရင်းပြင်းအပေါ်တက်ကိုတက်ပြီးတော့ကျွန်တော်ရိုက်ပြပေးရပဲဖြစ်ပါတယ်ဗျဒါကကျွန်တော်ဘာလို့ရိုက်ပြပေးလဲဆိုရင်တော့တနက်တကြီးမှာနိုင်ငံခြားတွေမှာလှုပ်သွားလှုပ်ကြတာပဲဖြစ်ဖြစ်တမျိုးတရွာတွေမှာပြောင်းပြီးတော့လှုပ်ကြရတယ်ဖြစ်ဖြစ်ကျွန်တော်တို့မုံရွာကရွှေစည်းကုံဘုရားကြီးကိုဒီတော့လမ်းဆွေတန်းတနေတဲ့လူတွေကိုကျွန်တော်အမှတ်တရအနေနဲ့ရိုက်ပြီးတော့အဝေးကနေကြည့်လို့ရအောင်ကျွန်တော်ပို့တင်ပေးတာပဲဖြစ်ပါတယ်ဗျအဝေးရောက်နေတဲ့လူများရဲ့စိတ်ထဲမှာပေါ့ငါတို့မုံဝါမျိုးဗုဒ္ဓမြတ်စွာဘုရားကြီးကတအားစီတယ်ပေါ့နော်လူငယ်တွေရောလူကြီးတွေရောလူလည်းမရွေးတွေရောအကုန်လုံးလာကြတယ်ကျွန်တော်တို့မုံရွာကိုပြန်လာခြင်းနဲ့စိတ်ပေါက်တယ်ကျွန်တော်ဒါတက်ရိုက်ကူးခြင်းလည်းဖြစ်တယ်ပေါ့နော်ရန်ကိုတက်ပယ်ပါတယ်လို့အဝေးကကြည်တာအပေါ်စီးကကြည်တာပဲစားလေဒီမဲ့တအားလာနော်ဟိုဘက်မှာကြည့်ကိုဝေးမှာလာကြတာတွေကဒါမိုးချုပ်ခံတွေကိုလာကြတာပေါ့နော်အများကြီးပဲလူတွေမှာလေနော်ကျွန်တော်တို့ဒီအခါကြီးတွေမှာကျွန်တော်တို့မြန်မာဗုဒ္ဓဘာသာတွေကဒီဘုရားတရားကိုကိုင်းဆိုင်နေဆိုတဲ့ဘောကိုကျွန်တော်ကစောင့်ပါတယ်ဗျလာကြပါတော့အတွဲတွေနဲ့လည်းမဟုတ်ဘူးเนาะတယောက်တူကိုစီလာကြတာတွေလည်းရှိတယ်ပေါ့เนาะအရန်ကိုတက်ပယ်ပါတယ်လို့ဒါကတော့ကျွန်တော်မိန်းလေးကို follow အနေနဲ့ရိုက်ကူးပေးဖို့ဒါရိုက်ထားပါတော့ကျွန်တော်ချောလာပေါ့เนาะကျွန်တော်ချောမချောတော့မသိကိုကျင်းတဲ့နေရာဒီလိုအခါကြီးမှာကိုတိုင်းဒီဘုရားကိုဒီဘလော့အနေနဲ့ရိုက်ကူးရတာကိုအရန်ပြောပါတယ်လို့ဒါသမီးလေးပါเนาะဒါကတော့ကျွန်တော်တို့တွေရရှိမျက်နှာမှာပေါ့เนาะကိုနေနံလိုက်ဒါရေချမ်းတက်ပယ်လို့လည်းရတယ်ဘုရားပန်းလေးလည်းလဲလို့လည်းရတယ်ပေါ့เนาะရရှိမျက်နှာဘုရားလည်းရှိပါတယ်လို့ဒါမိမိလေးကအရန်ကိုလှပါတယ်မိမိဒါကတော့ဘုရားကြီးရဲ့အနောက်ဆုံးတန်းပေါ့เนาะအရင်တော့ဆိုရင်ကျွန်တော်ဘုရားပွဲတော်ကြီးတွေမှာဆိုလဲလာပြီးတော့မုတ်တွေပါတွေဝယ်ကြတာရုပ်တွေပါတွေဝယ်ကြတဲ့စောင်းတန်းလေးပါလို့ဒါကတော့ကျွန်တော်သမီးလေးဖူးဖူးလေးရဲ့တက်တော့မှတင်ဖို့အတွက်เนาะဗီဒီယိုလေးရိုက်ပြီးမြို့သူ့မေမေပြင်ဆင်ပေးနေရပဲဖြစ်ပါတယ်ဗျမြန်မာဝမ်းဆက်လေးနဲ့ဆိုအရန်လာပါတယ်လို့ဒါကတော့ကျွန်တော်စကားမဆက်ရွှေစည်းကုံကနေဖုန်းစုအကြောင်းသွားပြီးတော့ငားစာကြည့်ရပဲဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်